ချင်းမွေးဆွေများအားလုံးမင်္ဂလာပါ BK's Kitchen နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကဆိုရင်အရန်စားလို့ကောင်းတဲ့ juicy 餃子ပေါ့နော် hard side 餃子ပေါ့နော်ဒီဖက်ထုတ်ကိုဘယ်လိုလုပ်တယ်လဲဆိုတာပြောပြချင်ပါတယ်လို့ဆိုတော့ဒီ餃子ကိုဘယ်လိုလုပ်တယ်လဲဆိုတာ BK's Kitchen ကနေလုပ်ပြပေးတော့မှာဖြစ်တဲ့အတွက်အဆုံးထိလိုက်ပါကြည့်ရှုပေးပါလို့ဖိတ်ခေါ်ပါတယ် ကဲဆိုတော့မိတ်ဆွေတို့မြင်တဲ့အတိုင်းပဲဒီပစ္စည်းတွေကကျွန်တော်餃子အလုပ်ဖို့အတွက်ကျွန်တော်သုံးထားတဲ့ပစ္စည်းတွေဖြစ်ပါတယ်လို့ပထမဆုံးအနေနဲ့ကျွန်တော်ဒီအသားပေါ့နော်ဝက်သားဝက်ကြိတ်သားကျွန်တော်900 gram သုံးထားပါတယ်လို့ပြီးတော့ဒီဘက်ဘေးကဒါ oyster sauce ပေါ့နော်ဒီခရုစီပေါ့နော်ခရုစီကျွန်တော်10 gram သုံးထားပါတယ်လို့ပြီးတော့ဒီဘက်ကစီမွေးပေါ့နော်ကိုမအပူရာကျွန်တော်30 gram သုံးထားပါတယ်လို့30 gram ပြီးတော့ဒီဘက်ကဟင်းချက်ရက်ပါဟင်းချက်ရက်ကျွန်တော်14 gram သုံးထားပါတယ်လို့ပြီးတော့ဒီဘက်ကပဲငံပြရဲ့အကြည်ပါပဲငံပြရဲ့အကြည်ဒီကောင်ကိုကျွန်တော်24 gram ကျွန်တော်သုံးထားပါတယ်လို့ပြီးတော့ကြက်ဥကလည်းကျွန်တော်အနှစ်မသုံးဘူးအကာပဲသုံးပါနော်ပြီးတော့ဒီဘက်ကဂျင်းပေါ့နော်ကြိတ်ထားတဲ့ဂျင်းပေါ့နော်ဂျင်းကျွန်တော်20 gram တောင်သုံးထားပါတယ်လို့ပြီးတော့ဒီဘက်ကကြိတ်ထားတဲ့ကြက်သွန်ဖြူပေါ့နော်ကြက်သွန်ဖြူ16 gram ကျွန်တော်သုံးထားပါတယ်လို့ပြီးတော့ဒီဘက်ကစားပေါ့နော်စားကျွန်တော်4 gram ပဲသုံးထားပါတယ်လို့ပြီးတော့ဒီဘက်အလဲကအချုံမုတ်ပေါ့နော်အချုံမုတ်ကတော့10 gram ကျွန်တော်သုံးထားပါတယ်ပြီးတော့တကြားကတော့ကျွန်တော်20 gram ကျွန်တော်သုံးထားပါတယ်လို့ပြီးတော့ဒီဘက်ကအရွက်တွေပေါ့နော်ဒီအရွက်တွေကြတော့မနေ့ပြန်ကြမှာကျွန်တော်တို့ဖက်ထုတ်ခါနီမှာတခါတည်းအသားနဲ့တခါတည်းရောပြီးတော့သုံးပါတယ်လို့အခုဒီညကတော့ဒီအသားပေါ့နော်အသားကိုရတာထည့်မယ်ပြီးတော့နေမယ်ပြီးတော့ရေကတတာထည့်မှနှံ့ထားမယ်ပေါ့နော်မနေ့ပြန်ကြရင်ကျွန်တော်တို့ဒီအရွက်ပေါ့နော်အရွက်ထည့်ပြီးတော့ကျွန်တော်တို့ဖက်ထုတ်လုပ်လို့ရပါပြီလို့ကဲဆိုတော့ဒီအသားတွေကိုပေါ့နော်အသားတွေကိုစလုံးတစ်ခုထဲမှာထည့်ပြီးတော့အရသာတွေထည့်ပြီးတော့ကျွန်တော်တို့နေလိုက်ကြရအောင်ဆိုတော့ကျွန်တော်တို့စလုံးထဲမှာအသားထည့်တယ်ပြီးတော့အရသာတွေတစ်ခုထည့်မှာပေါ့နော်ပထမဆုံးကျွန်တော်စားပေါ့နော်ပြီးတော့အချုံမုတ်ပြီးတော့တကြားပြီးတော့ကြက်သွန်ဖြူပြီးတော့ဂျင်းပြီးတော့ခရုစီပြီးတော့ပဲငံမြရည်ပြီးတော့ဂမအပူရာစီမွေးပေါ့နော်ပြီးတော့ဟင်းချက်ရက်နောက်ဆုံးကြက်ဥထည့်မယ်ကြက်ဥကအကာပဲထည့်မယ်နှစ်မထည့်ဘူးပြီးတော့နောက်ဆုံးရေခဲလေးတစ်တုံးထည့်ပါမယ်ရေခဲထည့်ရခြင်းကအသားကိုပို့ပြီးတော့နူးညံ့စေပါတယ်လို့ကျွန်တော်အားလုံးထည့်ပြီးသွားပြီဆိုတော့ကျွန်တော်နင်းလိုက်အောင်ကျွန်တော်တို့ဒီလိုအခြေအနေကနေကျွန်တော်တို့ဒီလိုအခြေအနေအထိပြောင်းသွားပါလေလို့အယောင်မှာပြောင်းသွားတယ်ပေါ့နော်။ပိုင်းအောင်တန်းသွားတယ်ပေါ့နော်။ကျွန်တော်နာနေပေးရပါမယ်လို့9 မိနစ်လောက်နေလိုက်တာဒီလိုအခြေအနေရပါတယ်။ကဲကျွန်တော်နေပြီးတော့ပြီဆိုတော့ဒီကောင်ကို wrapping အုပ်ပြီးတော့ရေခဲတတာထဲမှာချက်ထားမယ်။နောက်ပြန်ကြရင်အရွက်တွေပြင်ပြီးတော့အရွက်တွေနဲ့ရောနေပြီးတော့餃子ထုတ်လို့ရပြီ။ကဲအဲ့တော့မနေ့ပြန်လည်တွေ့ကြမယ် ချင်းမိတ်ဆွေတကယ်ချင်းများအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်လို့ဆိုတော့မနေ့ပြန်餃子ကိုဘယ်လိုထုတ်တယ်ဘယ်လိုလုပ်တယ်ဆိုတာကိုပြန်လည်ပြီးတော့မျှဝေပေးချင်ပါတယ်လို့ဆိုတော့မနေ့ပြန်လည်တွေ့ကြဖို့အတွက်မျှော်လင့်ပါတယ်အရောက်စီတိုင်းပေါ်ဖျားရင်ကောင်းချီးပေးပါစေဆိုတဲ့တဲ့ကကြမတိုင်းမလျှော့